အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတက်ကပကံရှိအောင်ရေကြီးမြူနယ်မြေတဲ့ကနေပြီးတော့တရပါတကားအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရပါဆိုတာကတော့တရဘင်ကနေဆင်းသက်လာခြင်းဖြစ်ပါတယ်တရဆိုဒီမှာမြားကိုအဓိပ္ပာယ်ရပြီးဘင်ကဆိုတဲ့ပါကာနဲ့ဆက်ဆက်ပြီးတော့မြားကိုစီးကာတော့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့မြားရံကိုခံနိုင်ရရှိတော့လို့ဒီနဲ့အဓိပ္ပာယ်ပြင်ဆိုလို့ရပါတယ်တရပါတကားဟာရန်သူတို့ဤမြားတံလက်နက်များကိုကာကွယ်ဖို့အတွက်မြားစီတကားလို့အဓိပ္ပာယ်ရပါတယ်ဗျာတရပါတကားကိုဒီဆောင်ကြတာကတော့ပကံမင်းဆက်30နဲ့40မြောက်ဖြစ်တဲ့ပြင်ပြမင်းကနေပြီးတော့ဒီဆောင်ခဲ့တာဖြစ်တဲ့ AD 846 898လက်ထက်ခုနှစ်တော့ခုနှစ်တက်က840နဲ့9ခုနှစ်မှာတိဆောက်ခဲ့တာဖြစ်တဲ့ပြင်ပြမင်းဒီပကံမြို့ကိုတီထောင်မှမြို့၄မျက်နှာမှာရှိတကားပေါင်း12ရက်ကိုထဲသွင်းတိဆောက်ခဲ့တာဖြစ်တယ်ဒါပေမဲ့လို့ထိုတကား12ခုအနက်မှာအရှိမျက်နှာမြို့ရိုးအလဲဘုံမှာရှိတဲ့တရပါတကားတစ်ခုတည်းသာဘူးလားပုံစံမပြည့်ထင်ရှားရှားကျန်ရခဲ့ပါတယ်ဗျာတရပါတကားရဲ့ထူးခြားချက်ကတော့တကားဝရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့နတ်ကောင်းငယ်လေးနှစ်ခုဖြစ်တယ်လက်ဝဲဘက်မှာဆိုလို့ရှိရင်မောင်းတော်မင်းမဟာဂီရိငတင့်တဲ့ဒီဘက်မော်ဒယ်နဲ့ရရှိပြီးလက်ရဘက်တောင်ဘက်မှာဆိုလို့ရှိရင်တော့နှစ်မတော်ရွှေမြင့်တာမျက်လာနတ်ပုံကြီးလေးနတ်ရုပ်ကလေးရှိတယ်ရာဇဝင်အရာတော်မူလကဤတကားကိုငတိပါတင်နက်ကစောင့်တက်တယ်လို့ဆိုတော်ညာလည်းပဲနောက်ပိုင်းမှာပကံမင်းများပြည်သူတို့ကမြို့တော်လုံုံကြီးအတွက်အစမ်းထက်လာတဲ့မဟာဂီရိနဲ့မောင်နှမတကားဆောင်တဲ့အဖြစ်တင်မြတ်ကိုပုံဖြစ်ကြပါတယ်ဗျပကံမင်းများကနေ့စဉ်နေတော်လာမှာပုတ်ပါတောင်သူတောရောက်ပူတော်လေးရှိရတဲ့ကဲ့သို့တရပါတကားမှာရှိတဲ့နဲ့မောင်နှမကိုလည်းပဲမြို့တော်အဆောင်ရောက်အဖြစ်အထူးယုံကြည်အားကိုးအားထားရှိကြပါတယ်ရောက်မှုတိုင်းတရပါကတကားအဝင်ထွက်တာကြတယ်ဘုံနဲ့မောင်နှမရုပ်ကြည့်ကိုတွေ့ရတဲ့စိတ်ဝင်စားကြတယ်အဲ့ဒီတကားနဲ့မောင်နှမကိုဆုံးသွားတယ်ဘာပေါ့တော့ပြတ်သွားပြီကွာတကားတော့မရှိဘူးလေဒီတကားကရှေ့အောင်ပေါင်းနေတာတမိုင်းလက်ဝင်နေမင်္ဂလာရှိတာမို့မင်္ဂလာတကားလို့လည်းခေါ်ကြသေးတယ်ကွာဘာမှမဟုတ်ဘူးရွှေဒီတရပါတကားကိုမင်္ဂလာတကားလို့ခေါ်ရမယ်ဆိုလို့ရှိရင်လည်းပဲလက်မောင်နှမတွေကအလူရှင်တွေရှင်လောင်းလက်မယ်ဆိုလို့ရှိရင်လာပြီးပြကြတဲ့အစင်သားတွေရှိသေးတယ်မောင်ရင်လောင်းတွေလက်ပြကြတာကဘုံကပုံကွာရော်ဒီရောဆိုကနေလာကြတာပေါ့ဒါမှမဟုတ်ကားတွေမြင်းလေးတွေလိမ့်နေဝယ်မယ်ဆိုလို့ရှိရင်လည်းဒီတရပါတကားမှာရှိတဲ့လက်ရုပ်လက်ကောတွေကိုလာပြီးတော့ကားတွေလာပြတယ်ဒါကြောင့်မလို့ဒီတရပါတကားမင်္ဂလာတကားလို့လည်းခေါ်ကြသေးတာပေါ့မိကားလည်းကားဝင်ပြီးလက်ပြပြအောင်ဒီစိုက်ကြတယ်ပဲရတယ်ဗျသူတို့ဒီကြမှာပဲဆောက်ရှောက်တယ်ပေါ့အဲ့ဒီလိုပေါ့အဲ့ဒီဘာတကားကနေစီရင်ဆိုင်ကြများအသွားလာတော့အဝတ်ညာပါပေါ့အဝတ်ကြောင်းနဲ့စက်တာပြီးတော့ဒီအမေရဲ့မရှိတဲ့မဟာဒီနေ့တည်းကြီးဆက်ဆောင်ဆောင်ရတယ်နမတော်ကြီးကိုပန်းတော်နဲ့အမှုနဲ့တော့ဆက်တာပါတယ်သမီးတော်လေးကိုလည်းပဲဆောက်ရှောက်ပြီးတော့မူပါဒါနဲ့မောင်တော်နမတော်နှစ်ပါးဟာလာရောက်ပူဇော်သူစူတောင်းကြလူတွေအများကြီးပေါ့ဒီမင်္ဂလာတကားကနေကွာတဲ့မင်္ဂလာမရှိတဲ့အလုပ်တွေများလုပ်လို့ရလားတဲ့ဘယ်လိုရမှာတော့ကွာလူတစ်ဖြင့်လူတွေအတုပါချတာမျိုးပေါ့တဲ့ဟုတ်လားခမရပကံသားဆိုတော့ဒါမျိုးကြုံမှာပေါ့ကြုံဘူးလားပေါ့ဗျာကြုံပြောပြမယ်ဒီလိုကွာ1989နောက်ကဖြစ်မိတယ်လူတွေမျိုးအောင်ထဲမှာဖဲကြတာပေါ့ကွာဖဲသမားတွေအမှထပ်ပြီးအကျင့်မပြရပါလေရောဟဲ့မင်းကဖဲလေးရိုက်နေတာဟာဘယ်မှာငါဖဲလေတော့မင်းတို့အမြင်မဲကြီးရှင်းရရဲ့ညာပဲလေမင်းကဖဲလောကကြားဆိုတော့ငါလည်းတည်တယ်မင်းကောက်လာမလို့မင်းပစိုးထဲမှာထက်တာငါမြင်ဟာဘခုချလိုက်ကြာပါလေကွာမင်းတို့ကဘုတ်ပြပြတာအေး
အဲ့လိုတရားကိုလည်းသဘောထားနေ You cheated us! ထားပြီးတတ်ကြ Liar! Take ဟုတ် this! လို့သူတတ် Get off me! Not that you pay! တတ်ကြဖဲလိုက်သမားတယောက်ကဓာတ်နဲ့ထွန်းတဲ့ခါကျတော့တစ်ချက်တည်းနဲ့အသက်ပေါ်ပြီးသေးသွားတာပေါ့ဟာအေးပြီးလို့ရမလဲဒီအောင်တော့တရားပဲကောင်းတယ်ထားလိုက်ပေါ့အေးညာဘက်ကအားလည်းသူတည်မှုဖြစ်တဲ့ခါကျတော့အလောင်းကိုညောင်းစေးရုံပို့ရမှာပေါ့အလောင်းကိုလက်ပေါ်တင်ပြီးတော့စောင်းနဲ့အုပ်လိုက်ကြကွာရက်ကွက်အချိုးကြီးကရောက်လာပြီးတော့အစီအစဉ်နဲ့သူ့အလုံးဝိုင်းလို့ကြတာပေါ့လက်ကဘယ်ရမှမလဲဗျအုပ်ကြီးကမင်းကလည်းကွာသရပါတကနီးနီးလေးပဲဟာအဲ့ရထွက်သွားလိုက်ပေါ့လဲသမားကဗကန်မျိုးအောင်အတွင်းကနေအရှိကိုလှဲဖြစ်လာမှာပေါ့အလဲမှာအလဲတန်းကြောင့်ရဲ့အရှိဘက်အနာရောက်တာခါမှာတော့ငါးနှစ်ကောင်80တိုးလို့မရတော့ဘူးနမုတ်တဲ့ရှူးရှူးနဲ့အားလုံးမဖြစ်တော့ပြောအလောက်လေးပြုတ်ကြတော့မယ်ကွာမြင်မြင်ကိုင်းထားအောင်လဲဆရာကသူ့နွားတွေထိမ့်ပြန်ကြတဲ့နောက်ကအလောင်းကိုထိရတဲ့သူတော်တတိပြနေရတယ်နွားတွေကရုံးကန်နေတော့လှဲရတဲ့ခါရမ်းနဲ့အလောက်မှအောက်ကိုရှော့ကြောင်ဖြစ်နေတာပေါ့ကျုပ်ဒီလောက်ဆက်ဆက်တင်းကြလားမောလာပြီဟာနွားတွေလည်းကြည့်စိမ့်ပါဦးကျုပ်တဲ့နဖားကျိုးဆွဲပြီးထိနေပဲရမှာမရအဲ့မှာနောက်မှလိုက်လိုက်တဲ့လူကြီးကလှည့်ပြီးကြတာပေါ့ဟာအဲ့ကောင်လေးရှေ့ကစားမလားနောက်ကိုပြန်ဟာဘာလို့လဲဦးကြီးဟာဒီနေ့ကတော့မရဘူးကွာဘာလို့လဲဟိုမှာတရပါတကားဖြစ်ရမှာအဖြစ်လို့မရဘူးအမြအဲ့ဒါကျွန်တော်ဘလန့်သွားမှာဟိုမှာတက်ပင်ညူဖေးကနေပြီးတော့ထွက်ကွာအော်ဟုတ်ကဲ့အေးအဲ့ဒီတကားကမင်္ဂလာမရှိတာဒီအဝင်ထွက်လုပ်လို့မရဘူးကွာဒါအဲ့တရပါတကားမှာလိုက်နေတာစင်ကြယ်စရာကြီးလေအများကြီးရှိရဲ့တရပါတကားနာတော့အမရိသွားမီးမရှိနေနော်မီးမရှိရမယ်အပြင်ကိုဒီနိုင်ရုပ်ထုတွေနဲ့မီးနဲ့ပူဇော်ရက်ပါသားလို့မရဘူးအဲ့နတ်မောင်နှမကမီးတော့ကြောက်တယ်နော်ကြောက်တာပေါ့မပြောနဲ့အတွေ့အကြုံကပြပြမယ်ကွာ1989ခုနှစ်ကပြပါတော့လေပိုင်းစစ်ဌာနချုပ်ကသူ့အမိန့်နဲ့မျိုးနဲ့ကျောင်းကိုပြန်ပြီးတော့သူ့ဖို့မယ်မျိုးဘောကဂျုံနေရှင်းနေပါလားအေးကွာအရင်တက်ပြီးရှင်းရလောကပြပြကအမြင်မကောင်းရှုမကောင်းချုံတဲ့ပိတ်ပေါင်းတွေကိုမျိုးပေါ်တက်ခုတ်တွေရှင်းလိုက်ကြတယ်မျိုးပေါ်မှာရှင်းနေပြစ်ချတဲ့အမိုက်တွေကိုတောင်းလို့ပို့ရောက်လို့ပုံပေါ့ဟာဒီမိုက်တွေပဲပြသွားပြမလွယ်ဘူးအများကြီးမိသားရှိုးလိုက်ကွာတို့ပြောတာအမိုက်တွေမီးရှို့ကြတဲ့အခါမှာတော့လိုအပ်ပြီးအဖွဲ့ကပါတဲ့အမျိုးသမီးတော့ရေပက်ကြီးကိုစီတီပြီးအော်ဟစ်ပြီးတော့ငိုကြည့်တော့တာပေါ့ဟိုတော့ဗျာနမတော့မီးနဲ့ရှို့လို့တေးရတော့မယ်ဗျာမီးနဲ့ရှို့လို့တေးတော့မီးနဲ့မီးလေးမရှို့ဘူးပြောပြပါဗျာအမျိုးမျိုးငိုကြီးချက်မှနဲ့ပြောနေတော့ဟာဟိုကောင်နေရေဝုန်းရွှေပြူကွာဒီမီးတွေကိုချင်းချင်းကြဟာဘာဖြစ်လို့တော့ဦးကြီးငါသတိမိသွားတယ်ကွာဒီနတ်မောင်နှမကမီးရှို့ပြီးတက်ခံခဲ့ရတဲ့သူတွေကွာမီးရှို့လို့မရဘူးမီးမရှို့ဖြစ်တော့လည်းပဲမြေပို့နေတဲ့ကျုံးကိုလူအင်းနဲ့တူးကြတာပေါ့ငါးပြေကျတူးရလူအင်းနဲ့သိဖြူကွာပြင်မကွာလို့တို့ချင်းလဲစမှုလေးရာထိုးတဲ့မြေရိုးသက်ကြီးတွေငှားလိုက်ပေါ့ဒါနဲ့မြေရိုးသက်ကြီးကိုကျုံပေါင်းနေကိုယူတဲ့အခါမှာတော့ကျုပ်ကိုမီးရထိုးတာပူရတယ်ဗျာမြေထိုးတဲ့သမားရတယ်ပဲစက်ပေါ်ပြည့်စင်တာပြီးပြောတဲ့အခါမှာတော့ဟုတ်တယ်ကိုလိုပူးချင်နေရပဲထိုးရသမားတွေမခိုင်းမခိုင်းရတော့သူ့ရာသူပြန်ပို့လိုက်တယ်မြေထိုးသက်ကြီးလည်းပဲလုံးဝမောင်းရတော့ပဲပြတ်သွားတယ်ကြားတယ်ဒီမှာလည်းဟာမြောက်ဖက်ပြီး420ပေါင်ပါအချိပဲဟောတယ်နေရာတစ်ဝိုက်မှာတော့ဒီနေရာမှာနေလို့တော့မရတော့ဘူးနေရာလေးပြောင်းပြပါလို့လာပြောလူစစ်တွေမဟုတ်တက်တွေလည်းဖြစ်ကြတယ်ထိုကြက်တွေကိုမြသီတာအကြောင်းဆရာတော်အိမ်မက်ပေးရှောက်ခိုင်းနေခြင်းဖြစ်တယ်ဆရာတော်ဗျာတပည့်တော်မတို့နေရာပြောင်းပြပါဗျာဆရာတော်ကလည်းတစီတရဲ့ကြက်ဖုတ်ပိတ်တာမြင်စာတွေကိုဂျုံတာမဟုတ်ဟာနင်တို့ကပြောင်းဖို့ပြောတိုင်းငါကပြောင်းပြရမှာလားပြောင်းကြလို့ဆရာတော်နှုတ်ကဖွင့်လိုက်ရင်ချက်ချင်းပြောင်းလို့ရမှာမဟုတ်ဘူးဗျာဟာနင်တို့အကုသိုလ်တို့ကြက်ဖြစ်နေရလေငါနဲ့ဘာဆိုင်လို့တော့
ထို့သောညစ်လက်မိတဲ့ဆရာတော်လည်းတဖြည်းဖြည်းနဲ့မနာမမြတ်ဖြစ်ပြီးတော့ပြန်လုံတော်မူသွားတယ်ဒီနတ်မမောင်မီးနဲ့မပူတဲ့အကြောင်းအတွေ့အကြုံပဲပြောပါဦးဗျအေးဘယ်ကမှဖြစ်ပြတဲ့ပရလောကသားတွေအကြောင်းကတော့ပြောတယ်လေအများကြီးဟာအဲ့ဒီမှာအဲ့ဒီမောင်နှမအကြောင်းမသိလို့ကအမားတွေလောက်ခကြတာအများကြီးပဲတခြားရွာကလာတဲ့ဒစိအဲ့ဒီဘုရားဘူးတွေလည်းများတာဟာအဲ့ဒါပိုးလို့များတာဘောဟာတရပါနဲ့ပေ300အကွာလောက်မှာအကြော်ရောင်းနဲ့ပကံသူဒေါ်ညွန့်ရီဆိုလို့ရှိရင်ဒီနေ့အကျဉ်းဆိုင်ရှိမှာဒေါ်ညွန့်ရီတယောက်တုံးလုံးပကနဲ့လဲကြသွားတယ်မောင်တော်နမတော်နာဖျားဘူးတွေမီးလာထွန်းသွားတယ်မြင်းမြင်းချင်းခိုင်းလိုက်ပါမြင်းချင်းခိုင်းလိုက်ပါအော်ဟစ်ပြီးနေတာပေါ့မလေးပူရကြီးရဲ့ထို့သူမြင်းတွေလွတ်အော်တဲ့ဒေါ်ညွန့်ရီရဲ့ပြောတဲ့လို့ကြားတော့နတ်မောင်နှမနန်းကိုသွားပြီးကြည့်တဲ့အခါမှာတော့အေးကွာဟုတ်ပါဖျားဘူးတွေကလည်းပဲဒီနန်းမှာမီးမထွန်းရဘူးဆိုတော့မသိဘူးလားမသိဘူးလှုပ်သွားကြတာကွာဩအဲ့ဒါဆိုတော့လေမသိလို့နေမောဗျာတို့ဘကညာဦးကတားရဆိုတော့လေကားနဲ့လာရင်တော့ဒီကနဲ့မှာမီးမိတ်ပြီးမောင်းကြတာဟုတ်ဘူးလားဟေးမေကာကြီးမရှိပေးထားလောက်တော့မီးမလို့ရတဲ့အပြင်အမအဆောင်ကြီးစီးရရှိတယ်ယူသိဖို့လို့လေအေးပါကွာအဲ့ယူလာတဲ့နတ်အုံးကြီးကိုလည်းပဲမယုံမသိလို့မရပြန်ဘူးဟာဘာဖြစ်လို့တော့ဒီလိုရှိတယ်ငါတို့ရဲ့ပကံမှာကူလူချောလူကြောက်ရှိတယ်အင်မတန်မှချုံမလှတာပေါ့ဆောင်းကြလေးဆိုတော့သူကနမီနဲ့လောက်အောင်ချောတာအခုတော့ရုပ်ဆိုးဖြစ်သွားပြီပေါ့ကွာဟာဘာဖြစ်လို့တော့ဟာသူခါမှဘူးကြီးနေလေကွာဘယ်ရမှာတော့နတ်မောင်တော့ကိုမယုံမသိလုတ်ခဲ့မိလို့ဖြစ်သွားတာဟုတ်ရဲ့ဟာပြောပါဦးဟာဒီနေ့တရပါနတ်မောင်နှမကိုတင်မြောက်ပတ်တာထားတဲ့နတ်အုံသီးကြီးတစ်လုံးကိုမောင်လူချောယူလာတယ်ဟဲ့ဟာလူချောဒီနှုတ်ဒီဘာလို့မဘဲရတာလဲကွာဟိုတရပါတကားနေပြီးတော့စွန့်လာတာဗျာဘာလို့ပြလာတာတော့ဟာဘောလုံးကန်ရင်လို့ပါဗျာဘောလုံးမရှိလို့ဟာမင်းမလို့ကောင်းလေမောင်လူချောကဘာမှအကြောင်းနဲ့မရှိအယုံကြည်မရှိဆိုတဲ့ခါကျတော့ဘာမှဖြစ်ပါဘူးဗျာသူကနတ်အုံးသီးနဲ့ဘောလုံးကန်ဖို့သူ့တကယ်တော့လှက်ခေါ်လိုက်သေးတယ်ဟာတို့ကမင်းဒုတိယပကရဲဘူးကွာဟေ့ကောင်မင်းတို့ကလည်းကွာကြောက်လို့ရပြီအုံးသီးကိုကန်တာဘာမှမလို့တော့ဟာနတ်အုံးသီးကမင်းနက်ကန်သီးပဲဟာမင်းတို့ကြောက်လဲနေကွာပြောပြောဆိုဆိုနဲ့တို့ကနတ်အုံးသီးကိုမြှောက်ပြီးတော့တိတ်ညုံကန်မလိုက်လေအုံးသီးကိုကန်လိုက်တာအတန်နဲ့အတူသူကမြေပေါ်ကိုဘုံကနေပစ်ပြီးလဲကျသွားတော့လည်းပဲချက်ချင်းဖုတ်ခတ်ခါထားလိုက်တာပေါ့မင်းတို့မြင်မလားဟေ့ကောင်ခုမင်းမြေပေါ်ကိုဘုံကနေပစ်ပြီးလဲကျသွားတာနော်ဒါသတိပေးတာဖြစ်မယ်ထပ်မကန်နဲ့သူ့ငယ်ချင်းကတားတော့လည်းပဲမောင်လူရှော့ကနားမထားအုံးဒီကိုမြေပေါ်သို့ချပြီးလှိမ့်ကန်ပြလိုက်သေးတယ်ရပါဘူးတစ်ဖက်လောက်ကြတဲ့ခါကျတော့ဆက်ရွာထဲမှာဟဲ့ကိုလူချော့တဲ့တင်ကြပြီလားဟဲ့ဘာဖြစ်လို့တော့အိမ်ဘွားကနေပြုတ်ကြလို့လေဟဲ့ဘယ်ဘွားပြုတ်ကြတာတော့အိမ်ဘွားပြုတ်ကြတာလေဟာဒီလိုဆိုတော့ငိုသက်သာဘူးများသွားလားသိများသွားဗလားသိတော့မသိဘူးခါကြည့်တော့စောက်ဘူးကြီးထွက်လာလို့အဲ့ဒီနေ့ကစပြီသူ့ရဲ့ဒဏ်ရာကဘလို့ဥမာမပြောက်တော့ပဲခါဆောင်ဘူးထွက်အယုတ်ဆိုးတဲ့မောင်လူချော့တယောက်ကနေပြီးတော့မောင်ရုပ်ဆိုးဘဝကိုယူနာတဲ့စုတ်တဲ့အဆုတ်သက်သွားတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတခါတခါအကြောင်းလေးကိုဒီလောက်နဲ့ပဲဆက်ပါရစီခင်ညာဦးဟိုလာခဲ့လို့ရှိရင်လည်းပဲတခါပကံမျိုးရဲ့တခုတည်းတော့ကြံရှိတဲ့မျိုးတကားမာကြီးဖြစ်ပါတယ်ဒီမှာတို့ရဲ့သမိုင်းရင်ကျေးမှုကိုးကွယ်မှုနဲ့ပေါင်းဆက်ထားပြရတစ်ခုလည်းဖြစ်ပါတယ်ယနေ့တိုင်အောင်ပကံတို့လာရောက်သူတိုင်းလည်းပဲဤတကားကြီးနဲ့အမတ်တရဓာတ်ပုံတွေရိုက်ဗီဒီယိုတွေရိုက်ဖက်တန်းရင်းနဲ့ရှီအောင်ပကံခန်းညားထွားမှုခံစားကြရပါစီဗျာကျွန်တော်ရဲ့ဒီပကံတန်ကြား channel လေးကိုလည်းပဲပကံမှာရှိတဲ့ဖြစ်ပြနေရတွေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ like and subscribe လေးလည်းပဲပေးခဲ့ကြဖို့အမိနဲ့ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ